အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Miss Gram မြန်မာ2025အရမယ် GK က Miss Sonawa နဲ့တူတင်လာဆက်ဖို့နံပါတ်4နေရာကိုရရှိနေပြီဖြစ်ပါတယ်အခုလက်ရှိနံပါတ်4ဆိုပေမဲ့ကျွန်တော်ကယူတီစိတ်ထရတဲ့အချိန်นี้တော့မရရှိသေးပါဘူးဘာဖြစ်လဲဆိုတော့တခြားအထမရလဲတော့10နဲ့ဝီလာအောင်ကျူးစမ်းမှဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဆက်ပြီးတော့ပို့အောင်မှဖြစ်ပါတယ်40 bit ချိန်ကတော့30ရန်နေနေ9နိုင်ပဲဖြစ်ပါတယ်ခင်ဗျာအထောက်ဦးဆိုတာကျွန်တော်ကFacebook မှာ Miss Grand International ဆိုတဲ့ page ကို share မှာဖြစ်ပါတယ် Hello brand fans all around the world ကျွန်တော် follow လုပ်ပေးရမှာဖြစ်ပါတယ်မဖြစ်မနေကို follow လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကဖုတ်ပြရမယ်ရင်းတဲ့ကိုရအောင်ထားမှာဖြစ်ပါတယ်အမှန်နဲ့မပွေရှာပြီးတော့တေးပြရမှာဘာဖြစ်လဲဆိုတော့အတဲတစ်ခုပဲဖုတ်တဲ့ကျုံဝင်တာဖြစ်တဲ့အတွက်ကျွန်တော်က theory ကိုမဖြစ်မနေပြရပါမယ်ပြီးရတော့ preset တွားပြီးလို့စီ auto click ကဆိုတဲ့ software ကိုတောင်းပြရမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီ software ရောက်လို့စီကျွန်တော်ဦးစီရရှိတာကိုပြရမှာဖြစ်ပါတယ်အဲ့ဒါဘာသာကျွန်တော်တုံးပြလို့ရမှာဖြစ်ပါတယ်ပြီးအဲ့ဒီဘက်ကိုနှိပ်လိုက်ပါအခုကျွန်တော်ပြတဲ့အတိုင်းလည်းလုပ်လို့စီရင် Miss Gram မြန်မာ GK အတွက်အဲ့လို share ဖို့တော့ကိုအချိန်ပေးစီရမလို့ပဲနဲ့ကျွန်တော်တတနဲ့ share လို့ရပါတယ်အဲ့ကျလို့စီရင် share တာကလည်းပုတ်ထိုးတာဖြစ်တဲ့အတွက်ကျွန်တော်ပုတ်တဲ့အတွက် share ကို share ပေးရမှာဖြစ်ပါတယ်ဒီနေ့ကကျွန်တော်တို့ရှေက Miss Grand မြန်မာဟန်လေးမီမီနီလေးအဲ့တဲဆွညအကုန်လုံးကိုကျွန်တော်တို့ကဒီနေ့နဲ့လုပ်ခဲ့တာဖြစ်ပါတယ်ဒီနေ့ကတရားမှတ်ဝင်တဲ့နေ့နဲ့တော့မဟုတ်ပါဘူးကျွန်တော်တရားဝင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က screen ကို play ရတာဖြစ်တဲ့အတွက်ဖြစ်ပါတယ်ပြီးလို့စီကျွန်တော် network ရဲ့အောက်ထဲဝင်ပြရပါမယ်ပြီးလို့စီကျွန်တော် follow လုပ်ပြရမယ်reaction ကို love ပြရမယ်အဲ့ဒါမှဒါ focus ရေးတော့မှဖြစ်ပါတယ်အကောင်လုံးပြီးလို့စီကျွန်တော်တို့ကကျွန်တော်ရဲ့ Miss Gram မြန်မာ JP Sophia ကို follow လုပ်ပြီးမယ် Miss Gram မြန်မာ page ကို follow လုပ်ပြီးတော့ပို့ကောင်းပါတယ်ခင်ဗျာကျွန်တော်က Instagram မှာလည်းပို့ပြီးလို့ရတာဖြစ်တဲ့အတွက်ကျွန်တော် Instagram ရဲ့ Miss Grand International ဝင်မယ် follow လုပ်မယ်ပြီးရင်ကျွန်တော်ရဲ့မြန်မာကို like share မယ်ပြီးရင် real လေးတစ်ခုပေးပြီးထည့်ခဲ့လို့ရပါတယ်အဲ့ဒီအတိုင်းပဲ Miss Sonawa ရဲ့ Instagram ကောက်ထဲဝင်မယ် follow လုပ်မယ်ပြီးရင်မြန်မာဆိုတဲ့နေရာကိုရအောင်တွားပြီးတော့မြန်မာကို real ထည့်လို့ရပါတယ်အားလုံးပြီးသွားရတော့ကျွန်တော်ရဲ့ Miss Gram မြန်မာရဲ့IG ကို follow လေးလုပ်ခဲ့ပေးကြပါလို့ညှိနှိုင်းရခဲ့ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ